Okay တော့ဒီကောင်ကဆရာတို့က grade 7ရဲ့ unit 4ရဲ့ lesson 2ရ exercise 2b ပေါ့နော် exercise 2b မှာဘာပြောလဲဆိုတော့ choose from the both words စလုံးအမဲတွေကစကားလုံးကိုရွေးမယ် the one that means the same as its definition given below ဒီအောက်မှာပေးထားတဲ့1 to 7 definition အဓိပ္ပာယ်တွေပေးထားတယ်အဲ့အဓိပ္ပာယ်နဲ့စာပိုက်ထဲမှာပါတယ်ဒီမှာဆရာအဝါလေးနဲ့ highlight လုပ်ထားတယ်အဲ့ဒီစကားလုံးလေး9လုံးနဲ့တွဲပေးရမှာပေါ့နော် Number 1က with a view or a wide area or land wide ဆိုတော့ကျယ်ပြောတဲ့ကုန်းမြေ area တစ်ခုကိုမြင်ရတဲ့မြင်ကွင်းပေါ့နော်အဲ့ဒါကိုဆရာတို့ဘယ်လိုခေါ်လဲဆိုတော့ panoramic မြင်ကွင်းကျယ်လို့ခေါ်တယ် panoramic နော်ဒီမှာ both words ထဲမှာပါတယ် panoramic နဲ့တွဲလိုက်တာ PANORAMIC Number 2ကကျတော့ pleasant or beautiful to look at ကြည့်ရှုရတာလှပပြီးတော့မှဝမ်းမြောက်ဖွယ်ကောင်းတဲ့မြင်ကွင်းပေါ့နော်အဲ့ဒါကို scenic လို့ခေါ်တယ်SCENIC ဒီထဲမှာဆိုရင်ဒီမှာ SCENIC Number 3 extremely exciting beautiful or surprising ဘာနေလဲဆိုတော့ surprising ဆိုတာပါတယ် extremely ဆိုတာအလွန်အမင်းကို exciting ဖြစ်တာစိတ်လှုပ်ရှားတာเนาะအရန်လှပတာပြီးရင်အရန်ကို surprising အံ့ဩငေးမောဖွယ်ကောင်းတာဒါဆိုရင်ကျွန်တော်ဘာထည့်မလဲဘာလေးထည့်မလဲ impressive ဟုတ်လားအထင်ကြီးဖွယ်ကောင်းတော့အထင်ကြီးလေးစားဖွယ်ကောင်းတော့ဆိုတဲ့စကားလုံးပေါ့လေဟုတ်လားကျွန်တော်ဘာထည့်မလဲမင်းတို့ဘာထည့်မလဲမင်းတို့ဘာထည့်ထားလဲ breathtaking ပါဆရာ ဒီမှာဟုတ်တယ်နော်နှစ်ခုဖြစ်နိုင်တာဟုတ်ဒီမှာ surprising ပါနေရဆိုတော့ဟုတ်တယ်နော် breathtaking နဲ့ပါနေတယ်ဒီမှာနော်အသက်ရှူမှားလောက်တယ်လို့ပြောတာbreathtaking breathtaking เนาะရင်သက်ရှူမောပဲကောင်းတော့အသက်ရှူမှားလောက်တော့ဒီလိုပြောတာပေါ့နော်ကဲနောက်တစ်ခု Number 4 making your admire something because it is very good large important เนาะ making your admire ဖြစ်တယ်ဆိုတာလေးစားတာအားကျတာ something စုံတစ်ခုနဲ့ပတ်သက်ပြီးတော့နှစ်သက်တာပေါ့ because it is very good large or important ၎င်းကအရန်ကောင်းတာအရန်ကြီးမားပြီးတော့အရန်အရေးပါတာပေါ့သတ်တဲ့ပြင်ဒါဆိုရင်ကျွန်တော်ဘာလို့ခေါ်လဲ impressive ပါဆရာ impressive เนาะ I am very exercise be impressive impressive okay and then number 5 things ပစ္စည်းတွေနော်ဒီဆိုင်ရန်ကြီးက things ပစ္စည်းများ made by people using their hands လူတွေအားတဲ့သူတို့ရဲ့လက်တွေကိုသုံးပြီးတော့ပြုလုပ်ထားသောပစ္စည်းများ in a skillful way ဆိုတော့နီလန်းကြကြကျွမ်းကျင်ပေါ့ဒီနော်အဲ့တော့လူတွေအားကျွမ်းကျင်တဲ့နီလန်းတစ်ခုနဲ့သူတို့ရဲ့လက်တွေကိုသုံးပြီးတော့ပြုလုပ်ထားတဲ့ပစ္စည်းတွေကိုဆရာတို့ handicraft လို့ခေါ်တယ်ဟုတ်လားလက်မှုပစ္စည်းများပေါ့ handicraft HANDICRAFTS handicrafts လက်မှုပစ္စည်းများ handicraft ပါဆရာ okay နော် handicrafts လက်မှုပစ္စည်းများပေါ့ number 6က things that you buy or keep to remember a place things that you buy မင်းဝယ်လိုက်တဲ့ပစ္စည်း or ဒါမှမဟုတ် keep to remember ဆိုတာအမှတ်တရအနေနဲ့သိထားဖို့ a place or a special event ပေါ့နေရာတစ်ခုကိုရောက်တဲ့အမှတ်တရအနေနဲ့ဒါမှမဟုတ်ရင် special event အထူးဖြစ်ရတွေနဲ့ပတ်သက်တဲ့เนาะဟာတွေကိုအမှတ်တရအဖြစ်ဆရာတို့သိမ်းထားဖို့ဒါမှမဟုတ်ဝယ်ထားတဲ့ပစ္စည်းပေါ့အဲ့ဒါကိုကြာကျွန်တော်ဘာလို့ခေါ်လဲဆိုလို့ရှိရင်ဒီမှာ souvenirs လို့ခေါ်တယ် SOUVENIRS souvenirs ဆိုတာအမှတ်တရပစ္စည်းများ SOUVENIRS ရမယ်နော်ရပါမယ်ဆရာ ရလားနော် okay အမှတ်တရပစ္စည်းများ number 7 kind and helpful ကျင်နာပြီးတော့ကူညီတတ်တာ kind and helpful ကျင်နာပြီးတော့ကူညီတတ်တာကိုဆရာတို့ box ထဲမှာဗာလေးတွေ့ရလဲဗာလေးတွေ့ရလဲ considerate နော် considerate 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 နော် considerate ကိုတွေ့ရပါတယ်အဲ့တော့ဆရာတို့ပြန်ပြောမယ်ဒီကောင်လေးကိုနော်သူကဘာလို့ခိုင်းတာလဲဆိုတော့ choose from the both words တလုံးအမဲလေးတွေရေးထားတဲ့ဟာကို box ထဲကနေဒီ reader passage ထဲကနေစာပိုက်ကြီးတွေကနေဆိုရွေးမယ်ပေါ့ကွာရွေးပြီးသွားလို့ရှိရင် the one that mean the same as each definition given below အောက်မှာပေးထားတဲ့ဒီ1 to 7 definition နဲ့အဓိပ္ပာယ်တူတာကိုရွေးရမှာ number 1မှာဆိုရင်
with a view of a wide area or land အလွန်ကျယ်ပြောတဲ့ကုန်းမြေတစ်ခုကိုမြင်ရတာဆိုလို့ရှိရင် panoramic မြင်ကွင်းကျယ်လို့ခေါ်တယ် number 2မှာဆိုရင် pleasing or beautiful to look at ကြည့်ရတာလှပတာတာယာတာစသဖြင့်ဒါကိုကျွန်တော်ဘာလို့ခေါ်လဲဆိုရင် scenic လို့ခေါ်တယ်နော် number 3က extremely exciting အလွန်အမင်းစိတ်လှုပ်ရှားဖွယ်ကောင်းတာ beautiful လှပတာ surprising and awe ဖွယ်ရာကောင်းတာရှေ့က extremely လို့ပါတယ်နော်ဒါကြောင့်ဆရာတို့က breathtaking အသက်ရှူမလောက်တယ်ဆိုတဲ့အဓိပ္ပာယ်ထည့်ရမယ် making you admire something because it is very good large and important အစုံတစ်ခုကအရန်ကောင်းမွန်တာအရန်ကြီးပြီးတော့အရန်အရေးပါတာစသဖြင့်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် impressive လို့ခေါ်တယ်နော် things made by people using their hands in a skillful way လူတွေကကျွမ်းကျင်တဲ့နည်းလမ်းတစ်ခုနဲ့သူတို့ရဲ့လက်ကလေးတွေကိုအသုံးပြုပြီးတော့ပြုလုပ်ထားသောပစ္စည်းကိုဆရာတို့ဘာလို့ခေါ်လဲဆိုတော့ handicrafts လို့ခေါ်တယ်အခု number 6 things that you buy or keep to remember a place or a special event အထူးပွဲလမ်းတစ်ပင်တွေအထူးဖြစ်ရပ်တွေပေါ့ဒါမှမဟုတ်နေရာတစ်ခုခုကိုရောက်ရှိတဲ့အမှတ်တရအဖြစ်သိမ်းထားဖို့ဒါမှမဟုတ်ဝယ်ယူလိုက်တဲ့ပစ္စည်းဒါကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့ souvenirs လို့ခေါ်တယ်အမှတ်တရပစ္စည်းများလို့ခေါ်တာပေါ့နောက်တစ်ခုက kind and helpful ဝေထွေးချင်တာပြီးတော့မှကူညီတတ်တာကိုဆရာတို့က considerate လို့ခေါ်တယ်ပေါ့နော်ဒါဆိုဒါရမလား ရပါမယ်ဆရာ Okay so let's go to 2C ပေါ့ 2C ဆက်သွားရအောင် select ရွေးချယ်ပေးပါ from the box ထဲကနေ as many suitable adjective တင့်တော်တဲ့เนาะ adjective စကားလုံးလေးတွေကိုရွေးချယ်ပေးမယ် as possible for each noun below အောက်မှာပေးထားတဲ့ noun လေးတွေနဲ့တွဲလို့ရသမျှဟာပေါ့ဥပမာဒီမှာပေးထားတာတွေက beautiful လှပသော enjoyable နှစ်သက်ဖွယ်ရာကောင်းသော red ကနီသောပေါ့ color တွေကလည်းဆရာတို့ adjective ထဲမှာကျုံးဝင်တယ်เนาะ open ကဖွင့်တယ်ဒါမှမဟုတ်အကျယ်ကြီးမြင်ကွင်းကျယ်စသဖြင့်တို့ပြောလို့ရတာ green အစိမ်းရောင်ဖြစ်သော distant ကွာဝေးသောပေါ့ blue အပြာရောင်ဖြစ်သော exciting စိတ်လှုပ်ရှားဖွယ်ကောင်းသော orange လိမ္မော်ရောင်ဖြစ်သော historic သမိုင်းဝင်သောစသဖြင့်ဒါဆိုရင် feel နဲ့တွဲကြည့်အောင် feel ဆိုတာကျတော့လေကွင်းကိုပြောတာဥပမာ beautiful feel လို့သုံးလို့ရမလားပေါ့ open feel လို့သုံးလို့ရမလား red feel green feel distant feel blue feel exciting feel သုံးလို့ရတဲ့စကားလုံးလေးကိုထည့်ခိုင်းတာအဲဆိုရင်မင်းတို့ထည့်ကြည့်မယ်နော် beautiful feel လို့ထည့်လို့ရလားမရဘူးလား ရပါတယ်ဆရာ Okay เนาะလှပသောလေကွင်းများလှပသောကွင်းပြင်ပေါ့เนาะ field ဆိုတော့လေကွင်းများပေါ့အဲ့တော့ beautiful ရမယ်ဟုတ်ပြီအဲ့တော့ beautiful ထည့်လိုက်ပြီဆရာကနောက်တစ်လုံးဘာရအောင်မလဲ beautiful ပြီးဘာရရှိတယ်လဲ enjoyable field လို့ရနိုင်မလားနှစ်သက်ဖွယ်ကောင်းသောလို့ရနိုင်မလား red ရမလား open ရမလားဘာရမလဲဘာရအောင်မလဲ open ရပါမယ်ဆရာ open field เนาะမြင်ကွင်းလေကွင်းပြင်ကျယ်ကြီးပေါ့လေเนาะ open field เนาะ and then ဘာရအောင်မလဲဘာရနိုင်အောင်မလဲ ဆရာ red view ရမယ်ထင်ပါတယ်ဆရာ red feel ဘာလို့ရမှာလဲ red feel ကဘာလို့ရမှာလဲ ဆရာ green view ရပါ green feel ရမှာလေကွာ green feel ဆိုတာစိမ့်များတဲ့လေကွင်းတွေပေါ့နော်စိမ့်ရောင်ရှိတဲ့လေကွင်းတွေလို့ရမယ်နော် ဆ okay ရာ view ကကွင်းပြင်အကျယ်ကြီးတွေလို့ဆိုလိုမယ်ဆိုလို့ရှိရင် red ကဒီအနီရောင်ရှိတဲ့တတိဝလံနေဖြစ်ဖြစ်အပင်နေဖြစ်ဖြစ်စိုက်ထားရင်ပြောလို့ရမလားဆရာ ဟုတ်ပြီနော်အဲ့တော့သုံးတဲ့နေရာတော့ရှိမှာပေါ့ red feel ဆိုပြီးတော့သုံးတဲ့နေရာတော့ရှိမှာပေါ့နော်ဒါပေမဲ့တင့်တော်ဆုံး suitable အဖြစ်ဆုံးကောင်ကျွန်တော်တို့သုံးပါပေါ့နော်ဒီမှာဒီဟာနဲ့ပတ်သက်ပြီးဒီစာပိုက်မှာကျွန်တော်ရှင်းလိုက်တဲ့အခါမှာဘာတွေနဲ့သုံးထားတယ်လဲပေါ့နော်ဒီမှာဆို leg green တွေကိုဖြတ်သွားတယ်ပေါ့ဆို green feel လို့ပါသုံးထားတာတွေ့လိမ့်မယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဆို number 2တစ်ခုဆက်ကြည့်မယ် mountain ranges တဲ့တောင်တန်းတွေပေါ့နော်တောင်တန်းတွေဆိုရင် beautiful mountain ranges ဆိုရမလားမရဘူးလား ရပါမယ်ဆရာ ရပါမယ်ဆရာ ရတယ်နော် beautiful mountain ranges ရတယ် and then enjoyable mountain ranges လို့ရနိုင်သလားနှစ်သက်ဖွယ်ကောင်းသောလို့ရနိုင်လား မရနိုင်ပါဘူးဆရာ red ရနိုင်လား open ရနိုင်လား green ရနိုင်လား distant ရနိုင်လား distant distant ရနိုင်ပါ distant ရနိုင်ပါဆရာ distant ရနိုင်တယ်နော် ဆရာ and then blue ရတယ်လေဆရာ blue mountain ranges ရတာပဲတောင်တန်းပြာကြီးတွေရတယ်နော် blue mountain ranges and then ဘာရနိုင်သေးတော့ exciting ရနိုင်သလား exciting ရနိုင်သလား orange ရနိုင်သလား historic ရနိုင်တာပေါ့နော်ကိုရနိုင်တယ်လို့ထင်တဲ့ adjective လေးကိုထည့်မှာပေါ့ကဲ number 3က holiday ဆိုရင်သိကြပြီဘာ holiday တော့ enjoyable ပါဆရာ ဟုတ်တယ်နော် enjoyable enjoyable holidays နော် and then ဘာရအောင်မလဲ
တခြားဟာတွေကမရနိုင်ဘူးတင်တယ်နော် blue holiday တခြားတွေကမရနိုင်ဘူးနော် exciting ပါဆရာ holiday exciting ကြံနေသေးတယ် UXCRTRM exciting စိတ်လို့ရှောက်ပဲကောင်းတဲ့အားလည်းရက်နော် Okay နောက်တစ်ခု place ဆိုတာနေရာပေါ့နော်နေရာဆိုရင် beautiful place လို့ရှိသလား enjoyable place bright place လို့ရနိုင်နော် palace ပါဆရာ အဲ့တော့ဘာရနိုင်တယ်လဲဘာဖြစ်တယ်ဘာထည့်လိုက်တာ ဆရာ place မဟုတ်ပါဘူးဆရာ မဟုတ်ဘူး palace လားနန်းတော်လားနော်နန်းတော်အဲ့ဆို beautiful palace လှပတဲ့နန်းတော်ရလားမရဘူးလား ရပါတယ်ဆ ရ ရာ ပါတယ်ဆရာ enjoyable palace ရနိုင်သလား မရနိုင်ပါဘူးဆရာ မရဘူးเนาะ enjoyable မရဘူး red palace မရဘူး open palace မရဘူး green distant blue exciting historic ရတယ်เนาะ historic ဟုတ်လား ဟုတ်ပါတယ်ဆရာ ပါတယ်ဆရာ okay historic ရမယ်ပေါ့เนาะစသဖြင့်အဲ့လိုထည့်ရမယ်နောက်က sunset ဆိုတာနေဝင်ချိန်ပေါ့လေနေဝင်ချိန်ဆိုတော့ဗာထည့်မလဲ beautiful sunset ရမယ်နောက်ဘာရအောင်မလဲ red sunset orange sunset sunset orange sunset ဟုတ်တယ် red sunset orange sunset ဟုတ်ပြီเนาะအဲ့လိုမျိုးစသဖြင့်ရနိုင်မှာပေါ့เนาะဒါကတော့ကျွန်တော် adjective နဲ့ noun နဲ့တွဲတာပေါ့ဒီရှိရစကားလုံးလေးတွေက adjective နောက်က fields တို့ mountain ranges တို့ holiday တို့ palace တို့ sunset တို့ဒါလေးတွေကကျွန်တော်က noun လေးတွေပေါ့အဲ့တော့ adjective နဲ့ noun ပုံစံတွားထားတာ and then ကျွန်တော် true or false တွားရအောင် true or false က read the statements ဖော်ပြချက်တွေကိုဖတ်မယ် read the statements right true or false เนาะမှန်လားမှားလားရေးရုံပဲ the writer went alone to Mandalay စာရေးဆရာက Mandalay ကိုတယောက်တည်းသွားတာတဲ့ကြာဖတ်လိုက်အောင်ပြီးတော့နော် he arrived in Mandalay in the late evening သူက Mandalay ကိုညနေနောက်ကျမှရောက်တယ်တဲ့ he stayed at a hotel in the countryside ခြေတဲ့ဒေသမှာရှိတဲ့ hotel မှာပဲတဲတာတဲ့မြို့အစွန်ဖျားမှာရှိတဲ့ hotel မှာတဲတာတဲ့ he bought just 2 t-shirts for his friends သူတကယ်ချင်းတွေအတွက် t-shirt နှစ်ထည်ပဲဝယ်လာခဲ့တယ်တဲ့ဥပိန် bridge famous for its beautiful sunset ၎င်းရဲ့နေဝင်ချိန်ကြောင့်ဥပိန်တရားဟာကြော်ကြားပါတယ်တဲ့ပထမဆုံးစာရေးဆရာ Mandalay ကိုတယောက်တည်းသွားတာဟုတ်သလားဟုတ်လား မဟုတ်ပါဘူးဆ မ ရာ ဟုတ်ပါဘူးဆရာ မဟုတ်ဘူးနော်ဒီမှာဗာပြောထားလဲ I went with my family မိသားစုနဲ့အတူတူသွားတာဟုတ်တယ်နော်ဒါကြောင့် shadow false ဟုတ်ပြီနော်ပထမတစ်ခုကမိသားစုနဲ့အတူတူသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ shadow တစ်ကောင်ဒီ ဟယ်လိုဆရာသမီးလိုင်းကြနေလို့ထူးပင်ရဲ့ထူးစီကိုဆရာရှင်းနေတဲ့အချိန်မှာသမီးမမီလိုက်ပါဘူးဆရာလိုင်းကြပြီးအခုမှပြန်ဝင်လို့ရလို့ပါ ဟုတ်ပြီဆရာပြီးကြလို့ရှိရင်ဒီလိုပါပို့ပေးမယ်နော်အဲ့ကိုပြန်ကြည့်လိုက်နော် ဟုတ်ကဲ့ပါဆရာ Okay နောက်တစ်ခုက he arrived in Mandalay သူ Mandalay ကိုရောက်တယ် in the late evening ညနေဆောင်မှရောက်တယ်တဲ့တွားကြည့်အောင် Mandalay ကိုညနေဆောင်မှရောက်တာလားဘယ်ချိန်ရောက်တယ် ပါတယ်ဆရာ နော်ဒီမှာ arrived ဒီမှာတွေ့လား arrived in Mandalay quite late in the evening လို့သူကရေးထားတယ်နော်အဲ့ဆိုဒါဟုတ်တယ် Mandalay ကိုနောက်ကျမှရောက်တာပေါ့နော်ဒါကြောင့်မလို့ဒီကောင်ဒီ true and then he stayed at a hotel in the countryside ကျေးလက်ဒေသဟိုတယ်မှာတဲတာတဲ့တနည်းအားဖြင့်မြို့အစွန်အပြားဟိုတယ်မှာတဲတာတဲ့တကယ်တော့မဟုတ်ဘူး ဟုတ်ပါဘူးဆရာ မြို့အလယ်မှာတဲတာဘယ်နားလေးမှာပါမလဲဒီမှာဆိုလို့ရှိရင် we stay at a hotel in the city center တွေ့လားမြို့အလယ်မှာတဲတာဒီမှာနော်စာပိုက်မှာ in the city ဟုတ် center ကဲ့ပါဆရာ တဲတာဒါကြောင့်ဆရာတို့ဒီကောင်ဒီဆရာတို့က false and then he bought သူကဝယ်ခဲ့တယ် just 2 t-shirt for his friends သူတကယ်ချင်းအတွက် t-shirt နှစ်ထည်ပဲဝယ်ခဲ့တယ်တဲ့ true or false false ပါဆရာ သူဘာတွေဝယ်သေးလဲဒီနားမှာ souvenir as my friend တော့တွေ့တာ bought a couple of t-shirt and several handicraft and souvenir လို့ပြောတယ်နော်ဟုတ်လားဒီမှာ several ဟုတ်ပါတယ်ဆရာ လက်မှုပစ္စည်းတွေလက်ဆောင်ပစ္စည်းတွေဝယ်သေးတယ်နှစ်ထည်တည်းမဟုတ်ဘူးတခြားသော handicraft တွေ souvenirs တွေဝယ်သေးတယ်ဆိုတော့ false ပေါ့နောက်တစ်ခုကဥပိန် bridge ဟာ is famous ကြော်ကြားတယ် for its beautiful sunset ၎င်းရဲ့လှပတဲ့မြေဝင်ချိန်ကြောင့်ဆိုတော့ဒါကတော့ဘာဖြစ်တော့ true နော် ဟုတ်ပါဆရာ ဒီကောင်က true ဘာလို့ true လို့ပြောလိုက်တယ်လဲဆိုတော့ဘာလို့ true လို့ပြောလဲဆိုတော့တတ်ကြည့်အောင်နော်ဒီမှာနောက်ဆုံးသားလေးမှာပါလိမ့်မယ်ဥပိန် bridge ကတဲ့နော်ဒီမှာဥပိန် bridge where we had a chance to watch a beautiful sunset လို့ဒီမှာရေးထားတွေ့လားဥပိန် we well ဆိုအဲ့ဒီဥပိန်တရားဟာ we had a chance to watch a beautiful sunset လို့ပြောထားတာဖြစ်ကြမလို့ဆိုတော့ true ပါ okay အဲ့တော့မိကုန်းလေးရှစ်ချောင်းရှိရယ်
read the essay again အပေါ်စာပိုက်ကိုတစ်ခေါက်ပြန်ဖတ်ပါတဲ့ and will answer the questions မိကုန်းတွေကိုဖြေပေးပါတဲ့ while traveling by train ယထာနဲ့ခရီးသွားစဉ်မှာ what did the rider see along the way လမ်းတစ်လျှောက်မှာစာရေးဆရာဘာတွေမြင်ခဲ့လဲတဲ့အဲ့ဒီဆရာတို့နံပါတ်ဆရာက8ခုရှိရဆိုတော့ဆရာ4ချောင်းဖြေပြမယ်နော်မိကုန်းကို4ချောင်းဖြေပြဒီမှာဆိုလို့ရှိရင် did က happy birth and then C က main birth ဒါဆိုရင်ဆရာတို့ကမိကုန်းပြန်ကောက်တဲ့အချိန်မှာရှေ့ရဒီ while traveling by train ဆိုတာကအချိန်ကိုပြတာယထာနဲ့ခရီးသွားနေစဉ်အတော်တွင်းဆိုတော့နော် upper phrase ဆိုတော့ ဟုတ်မယ်တဲ့ သူကဒီတိုင်းပဲဆရာတို့ပြန်ပြီးတော့အတန်ပြန်ပေးလိုက်အောင် မင်းကြမှာပါမင်းတင်းကြမှာပါ ဘယ်သူအတန်ပွင့် ဟိုမ လဲ ရ မိုက်ပွင့်နေ we traveling by train ယထာနဲ့ခရီးသွားတဲ့အချိန်မှာနော်အဲ့ကောင်ကအချိန်ကိုပြတာတော့က what did the weather writer see ဆိုစာရေးဆရာဗာမြင်ခဲ့လဲ along the way လမ်းတစ်လျှောက်မှာဒီမှာဆရာတို့ကဒီမှာ did did ဆိုတဲ့ simple past tense နဲ့ပေးထားတော့ဒီ SCC ကိုဆရာတို့ဗာပြောင်းလိုက်မယ်ဆိုတော့ SAW saw လို့ပြောင်းရမယ်တနည်းအားဖြင့် simple past tense ပြောင်းရမှာပေါ့နော် simple past tense ပြောင်းလိုက်မယ်အဲ့တော့မိကုန်းပြန်ကောက်ရင်ရှေ့က upper phrase ဆိုတိုင်းရဒီတိုင်းပြန်ကူရမယ် while traveling by train, the rider saw အဲ့ဒီ saw ရဲ့နောက်မှာမြင်ခဲ့တာတွေတွားကြည့်ရအောင်ဘာတွေမြင်ခဲ့တယ်လဲဆိုတော့တွားကြည့်မယ်စာရေးဆရာဘာတွေမြင်ခဲ့လဲခရီးသွားရင်းနဲ့ green fee ပါဆရာအစိမ်းရောင်လွဲနေပါဆရာ green fee တခုရဟုတ်လို့လားgreen fee တခုရဟုတ်လို့ မ လား ဟုတ်ပါဘူးဆရာ ဘာတွေလဲ mountain ridge တွေရောပေါ့ဆရာ ဟုတ်တယ်ဒီမှာကြည့်လိုက် the green fee ပြီးလို့ရှိရင် the mountain ranges we saw တယ်တွေ့လား we saw ငါတို့မြင်ခဲ့တယ်အဲ့ဒီ distance we sun excellent ဘာညာတာကဆိုပြီးတော့ရေးလိုက်တယ်နော်အဲ့တော့တရားတော်တစ်ခုကဒီနှစ်ချက်ရေးပေါ့ the green fee and the mountain ranges ရလားဘာနဲ့ဘာလဲပြော The green field in mountain ranges. the green fee and mountain ranges အဲ့တော့ saw ရဲ့နောက်ကလေးမှာအဖြေလေးကိုကတ်ထည့်မယ် the green fee and mountain ranges အဲ့တော့အဲ့မှာအဲ့ဒါပြီးကမှနောက်ကဘာထည့်မလဲဆိုလို့ရှိရင် along the way ကိုထည့်မယ်နော်ကြာ along the way ပါ along the way ကိုထည့်ပါမယ်အဲ့တော့ mountain ranges ကျန်းခဲ့တာပါ okay အဲ့တော့ပြန်ပြောမယ်ဒီကြောင်းလုံးဆရာပြန်ပြမယ် while traveling by train ယထာနဲ့ခရီးသွားတဲ့အချိန်မှာ the writer စာရေးဆရာဟာ saw မြင်ခဲ့တယ် the green fields and the mountain ranges လယ်ကွင်းစိမ့်စိမ့်တွေနဲ့ဟလာတောင်တန်းတွေကိုသူမြင်ခဲ့တယ်ပြီးကမှ along the way တွေကိုနောက်မှသွားထည့်မယ်နော် okay number 7 number 2 according to the writer စာရေးဆရာရဲ့အဆိုအရ how was the food at the hotel ဟိုတယ်မှာရှိတဲ့အစားအစာတွေကအခြေအနေဘယ်လိုရှိတယ်ကောင်းလားမကောင်းဘူးလားပေါ့သူအဲ့လိုပြောတာနော်အဲ့မှာဆရာတို့သိရမှာကကြတော့မိကုန်းကဟောင်းမိကုန်းဖြစ်တယ် was က happy birth နော်အဲ့မှာနောက်ထပ် main ဘက်မပါဘူးမပါတော့ the food at the hotel တခုလုံးဒီ subject ပါအဲ့တော့တခုလုံးဒီ subject ဖြစ်တဲ့အကြောင်းမလို့ဒီရှေ့က was က back to video နောက်ကိုပြန်ကောက်လို့ရှိရင် the food at the hotel was ဆိုပြီးတော့မှာခဲ့ဟိုတယ်မှာရှိရဲ့စားတောက်တွေကဘယ်လိုဖြစ်လဲဆိုကြည့်အောင်နော် was ဆိုပြီးတော့ဖြစ်တော့ delicious ကစပြင်မှာပေါ့ adjective ဖြစ်အောင် delicious အရသာရှိတယ်တွေ့လားအစားအစာနဲ့ပတ်သက်လို့ဟိုတယ်ရာကျွေးတဲ့အစားအစာနဲ့ပတ်သက်လို့ဘာတစ်လုံးပဲပြောသွားလဲ Delicious ဆိုပြီးပြောတာ delicious ပြောသွားတာနော်အဲ့ဆရာကမေခွန်းပြန်ကောက်တဲ့အခါမှာ was ကိုဒီ the food at the hotel ရဲ့နောက်ကိုပို့ရမယ်လို့ပြောထားတယ်အဲ့တော့ was အဲ့ဒီ was က verb to be ဟို delicious ဆရာတို့ဒီ li TIOUS delicious ဒီ adjective အဲ့တော့ verb to be နဲ့ adjective နဲ့ပေါင်းတော့ဒီကောင်ကအရသာရှိတယ်ဆိုတဲ့ main verb ဖြစ်သွားမယ်အဲ့တော့အဖြေတစ်ခုလုံးဖြေပြမယ် according to the writer the food at the hotel was delicious ရမလား ရပါမယ်ဆရာ okay number 3က what did he buy for his friend as souvenirs လက်ဆောင်ပစ္စည်းအနေနဲ့သူတကယ်ချင်းဒီအတွက်ဘာဝယ်ခဲ့လဲအဲ့ဒီမိကုန်းမှာ did က happy birth ခဏလေးနော် wait a few minutes အဲ့ did က happy birth buy buying က main verb အလဲမှာရှိတဲ့ he က subject နော်
သူဒီနောက်ကိုသွားမယ်ဘာသာပြန်တဲ့အခါမှာသူဒီ for his friends သူတငယ်ချင်းတွေအတွက် as souvenir လက်ဆောင်ပစ္စည်းအနေနဲ့ what did buy ဘာဝယ်ခဲ့တယ်အဲ့တော့ဒီမှာ simple past tense ဖြစ်တဲ့ did နဲ့မေးထားတာဖြစ်ကြောင်းမလို့ကျွန်တော်ဒီ buy လေးကို bought လို့ပြောင်းမယ်သူရဲ့ bought to ပေါ့လေ BOUGHT bought လို့ပြောင်းလိုက်မယ်ပြောင်းပြီးတော့ရင် he bought သူဝယ်ခဲ့ပါတယ်ဆိုတဲ့နောက်မှာဝယ်တဲ့ပစ္စည်းတွေကိုအဖြစ်ထည့်ရမှာเนาะထည့်ဖို့အတွက်ဆိုတော့တွားရှာမှာကဲသူကသူတငယ်ချင်းတွေအတွက်လက်ဆောင်ပစ္စည်းတွေဝယ်တဲ့နေရာမှာဘာတွေဝယ်သေးလဲ souvenir အဖြစ် couple or t-shirt and ဘာဝယ်သေးတော့ several handicrafts ဟုတ်တယ်เนาะဒီမှာ a capital t-shirt တွေ့တယ်เนาะ a capital t-shirts and several handicrafts အမျိုးမျိုးသောလက်မှုပစ္စည်းလေးတွေဝယ်တယ်ပေါ့အဲ့ဒါလေးကိုဆိုတော့ bought ရဲ့နောက်မှာသွားထည့်မယ်เนาะ a several a capital t-shirts and I bought ကနောက်ခရီးမှာကျွန်တော်ဗာထည့်မလဲ a capital t-shirts and ပြောကြည့်ပါဦး A couple of t-shirts and couple or t-shirt and several handicrafts နောက်ကဆက်ရေးလိုက်ပေါ့နော် a several handicrafts ပေါ့နော်အဲ့ဒါလေးကျွန်တော်သုံးရမှာပေါ့နော်အဲ့တော့ bought ကနောက်မှာအဖြေကတ်ထည့်တယ်နော်ပြီးမှနောက်ကမေကုံးကစာကြောင်းကိုပြန်ပြီးကူးလိုက်ပါမယ်အဲ့တော့ကျွန်တော်အဖြေဘယ်လိုဖြစ်သွားမလဲကြည့်ရအောင် he bought သူကဝယ်ခဲ့တယ် a capital t-shirts and several handicrafts ပြီးမှ for his friends as souvenirs ရမလား number 3ရမလား ဟုတ်ရမှာ number 4က make a list စာရင်းပြုစုပါ of the places နေရာတွေပေါ့ that he visit in Mandalay သူမန္တလေးမှာလဲပတ်ခဲ့သောနေရာတွေအကြောင်းကို make a list စာရင်းလေးလုပ်ပေးပါတဲ့အဲ့မှာဒီ PhD that ပေါ့နော်အဲ့ PhD that ကသူ့ရဲ့ရှေ့မှာရှိတဲ့ the places ဆိုတဲ့ noun နေရာများဆိုတဲ့ noun ကိုညွှန်းတာအဲ့ဒီ that ဒီ relative pronoun ဟုတ်ပြီနော်သူ့ကို adjective clause လို့ခေါ်ရင်ခေါ်မခေါ်ရင်သူ့ကို relative clause လို့ခေါ်တယ်နောက်ကစာကြောင်းတောနဲ့ပြင်ရမယ် that နေရာလေးကိုအဲ့တော့ that he visited in Mandalay မှာသူလဲပတ်ခဲ့သောနေရာတွေအကြောင်းကို make a list စာရင်းလုပ်ပါတဲ့ဒီကုန်းပြန်ကောက်မယ်ဆိုရင်တော့ a list လို့ကောက်လဲရတယ် the list လို့ကောက်လဲရတယ် a list of the places that he visited in Mandalay are ကဲ Mandalay မှာတွားရောက်လဲပတ်ခဲ့တဲ့နေရာတွေကိုကျွန်တော်တွားရှာကြည့်အောင်သူဘယ်နေရာတွေကိုတွားလဲလဲဆိုတာကိုလိုက်ပြီးတော့ရှာကြည့်မယ်ဟုတ်ပြီနော်သူတွားလဲခဲ့တဲ့နေရာတွေပေါ့ဒီတွားလဲခဲ့တဲ့နေရာတွေကတော့အများကြီးရှိနေမယ် Mandalay နဲ့ပတ်သက်တာပဲကျွန်တော်ရေးမယ်ကဲ Mandalay မှာဘာတွေလျှောက်တယ်ခဲ့လဲပြော Mandalay Hill ပထမဆုံးဘယ်တွေရောက်တယ်လဲ Mandalay Mandalay Hill ပါဆရာ Mandalay Hills ကိုရောက်တယ်နော် Mandalay Hill ရောက်တယ်ပြီးတော့ဒီကောင်က Chamber Moses Church ပါဆရာ နားလေးနော်ဆရာဒီမှာ Mandalay Hill ဟုတ်တိုင်ပင်ပြင်နေရတယ်တိုင်ပင်နဲ့ညှိနေရတာနားလေးနော် ရပါတယ်ဆရာ ဘာလို့မရရရင်မြင်မဲ့တာပြီးတော့မယ်ကွာအဲ့တော့ number 1ကဆိုတော့ Mandalay Hill Mandalay နဲ့ပတ်သက်တာသူလျှောက်လဲခဲ့တဲ့နေရာတွေထဲမှာ Mandalay Hill ကိုသူလဲတယ် number 1 and then ပြီးတော့ဘယ်လျှောက်သွားသေးလဲဆိုတော့ distance of the Zagai and Shan State တွေမြင်ရတယ်ပေါ့နော်မြင်ရတယ်လို့ပြောသေးတာ get to a monk ဆိုတော့အဲ့တော့ဘယ်ရောက်တယ်လဲ Yari River Yankin Hill that is a Mandalay is surrounding before on the shore Yari River our back to for the withdraw of the capital t-shirt ပါညာဝယ်တယ် He spent Sunday morning visiting temple Irrawaddy River ပါဆရာ temples and monastery တွားသေးတယ်ပြီးအပေါ်မှာ Irrawaddy River မှာ boat စီးသေးတယ်ဆိုတော့ဒီ Irrawaddy River ရှိတယ် temples and ပြီးလို့ monastery ရှိတယ် Mandalay Place and Ubin Bridge ပါဆရာ ဟုတ်တယ်နော် Mandalay Palace နော် Mandalay နန်းတော်ကိုတွားလဲတယ်သူက historic site တမိုင်းဝင်နေရာတစ်ခုဖြစ်တယ်ပေါ့နော်ပြီးရင် Ubin Bridge ကိုလဲတယ်ပေါ့အဲ့ဆိုရင်ရမလား
ရပါတယ်ဆရာ အဲ့တော့ဆရာတို့ဗာလေးပြန်ကြည့်မလဲဆိုလို့ရှိရင်ပထမဆုံးက number 1က Mandalay Hill number 2က the Ayeyarwady River Ayeyarwady ပေါ့ number 3က Mandalay Palace sorry Temple and Monastery လဲမယ်နော်သူကစကိုင်းဘက်က visiting Sunday morning မှာ visiting a few temples and monastery ကိုလဲသေးရဆိုတော့ဆရာတို့ number 4က3လား4လား number 3က temples and monastery လို့ပြောမယ် number 4က Mandalay Palace Mandalay နန်းတော်ကိုလဲမယ် number 5ကတော့ဥပိန် bridge ဥပိန်တံတားကိုလဲမယ်ဒါဆိုနေရာ5မျိုးရှိရမလား ရပါတယ် ပါမယ်ဆရာ အဲဆိုဆရာတို့ကဒီမှာမေးခွန်းပြန်ကောက်ရင် a list လို့ကောက်ရလဲရတာပေါ့နော် a list of the places that he visited in Mandalay are ဆိုပြီးတော့စောစောက5မျိုးကိုကော်မာကုတ်ပြီးရေးမယ် Mandalay Hill ကော်မာ the Ayeyarwady ကော်မာ and temples and monasteries ကော်မာ Mandalay Palace နောက်က historic site ကိုထည့်ရရတယ်ပေါ့နော် for and နဲ့ဆက်မယ်နောက်ဆုံး and ဥပိန် bridge ရမလား ရပါမယ်ဆရာ ရပါတယ် ဆရာက1 2 3 4ဆရာ၄ခုဖြည့်ပြသွားပြီကဲ number 5 why do you think the rider went on a short boat ride အဲ့မှာ happy bag ကပဲကောင်းလဲဆရာကိုပြောမင်းတို့ပြောပါနော် happy bag က happy ပါ bag ကောင်းလဲ ဒီ နော် main verb က think နော် အဲ့တော့မေးခွန်းကောက်မယ်ဆို why do you think မေးခွန်းကိုမြန်မာလိုပြန်ကြည့်အောင် why do you think မင်းဘာကြောင့်ထင်တယ်လဲ the rider စာရေးဆရာဟာ went on a short boat ride နော်ဒီလေလေးနဲ့ခရီးတူစီးတာဘာကြောင့်စီးရလို့ထင်လဲဘာဖြစ်လဲအဲ့တော့ I think လို့ပြောလိုက်ရတာပေါ့နော် the rider went on a short boat ride ဒီမှာဘာလို့ short boat ride စီးတာလဲ ဆရာမိကုန်းရှိမှာ because ဆိုပြီးတော့ထည့်ပေးရမှာမဟုတ်လားဆရာ ရတယ်အဲ့လိုဖြေလဲရတာပါတယ်ကဲဖြေကြည့်ပါအောင်ဘယ်လိုဖြေမလဲအဲ့တော့ तू ကဒီမေးခွန်းလေးတွေကကိုယ့်ဘာသာကိုဖြေရမယ့်ဟာလေးတွေလေအဲ့တော့ I think the writer went on a short boat trip because he want to ဒီမှာဘာလို့ရှင်းတော့ he want Hello, dear. အေးပြော he Yeah, wants I think the along rider with went on a short boat ride because a part of Ayeyarwady River is in Mandalay, which is he visit. မကြားရအောင်အတန်ရောလုံးနေသည်လားဘာပြောရလဲမကြားရအောင်ပြန်ဖြေကြည့်ပါအောင် because ကနေပြန်ဖြေကြည့်ပါအောင် because I think the rider went on a short boat ride because a part of Ayeyarwady River is in Mandalay, which is he visit. မကြားရအောင်ဘာမှမကြားရအောင်เนาะတမီးပြောတဲ့အတန်မရှင်းထားလိုက်ပါတော့အဲ့တော့ သမီးဖြေ want to he want to go along the Ayeyarwady River သူ Ayeyarwady မြစ်တစ်လျှောက်ကို he want to see along the Ayeyarwady River လို့ဆရာတော့ရှင်းရှင်းလေးပဲဖြေလိုက်မယ်သူဟာ Ayeyarwady မြစ်တစ်လျှောက်ကိုကြည့်ကျင်လို့ပေါ့နော် he want to see along the Ayeyarwady River လို့ဆရာဖြေလိုက်မယ်အမေရော number 6မှာ why do you think မင်းဘာကြောင့်ထင်တယ်လဲ the writer said စာရေးဆရာပြောတာဘာကြောင့်ထင်လဲ Mandalay is a city Myanmar history art and culture Mandalay ဟာမြန်မာလူမျိုးတွေရဲ့တမိုင်းဝင်နောက်ကယဉ်ကျေးမှုတွေရှိတဲ့နေရာ culture တွေ art တွေယဉ်ကျေးမှုတွေအမှုပညာတွေရှိတဲ့နေရာမြို့တော်ကြီးဖြစ်တယ်လို့ဘာလို့ပြောတာလို့ထင်လဲအဲ့တော့ I think the writer said Mandalay is a city of Myanmar history art and culture because ဘာဖြစ်လို့လဲဆိုတော့ there's a because it has many beautiful and ancient Burma culture လားဆရာ ရတယ်လို့လည်းရတယ်နော်ဘာလို့လဲ it is composed of with many ancient and culture handicrafts ပေါ့နော်it can also have a various kind of handicraft ပေါ့နော်စသဖြင့်မြန်မာ handicraft ပေါ့စသဖြင့်ဒါတွေရေးလို့ရတယ်ပေါ့နော်ဒါကတော့အဆင်ပြေတယ်လို့ကိုထင်တာရေးလို့ရတယ်နောက်က number 7မှာလဲ which place would you like to visit for a holiday ဟာလည်းရောက်ရင်ဘယ်နေရာကိုသွားချင်လဲ why ဘာကြောင့်လဲတဲ့I would like to visit Ngabali beaches for a holiday because I want to relax at beach ပေါ့နော်ကမ်းခြေမှာအပန်းဖြေခြင်းလို့ပေါ့စသဖြင့်အဲ့လိုမျိုးပြောလို့ရတယ်အားကြိုက်တဲ့နေရာသွားပေါ့ What kind of transport will you take ဘယ်လိုမျိုး transport ကိုမရစီးမလဲပေါ့ if you go on a holiday ဆိုတော့ I will take the train if I go on a holiday အားလည်းရခရီးသွားရထားစီးမယ် why ဘာကြောင့်လဲဆိုတော့ I want to see the on both side of the railway ပေါ့နော်
မြေထားလမ်းရဲ့နှစ်ဖက်လုံးမှာရှိတဲ့မြင်ကွင်းတွေကိုဆရာကြည့်ကျင်လို့ပေါ့နော်စသဖြင့်အဲ့လိုမျိုးတွေဖြေလို့ရပါတယ်ဒီ96.8ကတော့ကျတော့ကြိုက်တာဖြေလို့ရတယ်ဒါကိုယ့်ရဲ့ own idea နဲ့ဖြေလို့ရတယ်ကိုယ့်ရဲ့အမြင်ကိုမေးတာပေါ့နော်အပေါ်က၄ခုကတော့အဖြေတွေကတယောက်နဲ့တယောက်မဖြေရမယ်ဆိုတူရမယ်အောက်က5 to 8ကတော့တူကြမလို့ပေါ့ ဟုတ်ဆရာဟိုက I can enjoy the view လို့လည်းဖြေလို့ရလားဆရာ ရတယ်လေရတာပေါ့ I take enjoy the view လို့ပြောရတယ်ဟုတ်လားရတယ်လေမြင်ကွင်းကိုနှစ်သက်ခံစားခြင်းလို့ရတာပေါ့နော် Okay အဲ့ဒါဆိုရင်ကျတို့ဒီဟာနဲ့ပတ်သက်လို့ reading နဲ့ပတ်သက်လို့ exercise 2B 2C 2D နောက်တစ်ခါ 2E ပေါ့နော်ရမလားဒါဆိုရမလားအဓိကအပေါ်၄ဘုတ်ကအဖြေတူအဓိကတူကြမလို့ရမလား ရပါမယ်ဆရာ Okay ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒါဆိုဆရာတို့ဒီအောက်ကအပိုင်းကိုဆက်သွားမယ်ပေါ့နော်